ကြားထဲမှာတော့ကျွန်တော်ကအငင်းသားဆရာဝန်ကြီးဒေါက်တာရွှေဖြစ်ပါဝင်တည်ဆောင်ထားတယ်ဆရာဝန်ကာရိုက်တာအတွက်ဆိုတာထက်ဒီတကားလုံးမှာပါဝင်နဲ့ပါတဲ့ကိုယ့်ရဲ့ဘယ်လိုခေါ်မလဲကာရိုက်တာအတွက်ကိုအဓိကပြင်ဆင်ရတာပေါ့နော်နောက်တော့ကိုယ့်အသက်အရွယ်တိတ်မကွာတဲ့ဆရာဝန်တယောက်လောက်ရမှာဆိုတော့ကိုယ့်အတွက်အဲ့ဒါတော့တိတ်ဆရာဝန်ကာရိုက်တာအတွက်ကတိတ်အခက်ခဲမရှိဘူးကဲဆုံးအဲ့လိုပြေးရတဲ့ဟာတွေပေါ့နော်ခြေတော့မတန်မဲနဲ့ခြေတော့အနာကြီးနဲ့ပြေးရတဲ့အခန်းကြီးကတော့တရုပ်ဆောင်ရတဲ့ပုတ်ခက်ခဲတာပေါ့နော်အဲ့လိုမျိုးရှိုးရီကြားတဲ့ဖြတ်ပြေးရတဲ့ဟာတွေပေါ့နော်အဲ့ဒါတော့နည်းနည်းလေးပြင်မှန်းတော့ကိုကာရိုက်တာကိုဘက်ကအကောင်းဆုံးလုပ်တယ်သူတို့ဘက်ကကာရိုက်တာတွေကိုသူတို့အကောင်းဆုံးလုပ်တယ်ပေါ့နော်ဒီကာရိုက်တာထဲမှာအားလုံးရှိနေကြတဲ့အတွက်တယောက်နဲ့တယောက် chemistry မိသွားတာပေါ့နော်ခလေးတွေအစားပေါ့အဲ့ဒါတော့လူလောကကြီးမှာဒါဖြစ်တတ်ကြတဲ့ဟာပေါ့နော်လူတယောက်ကမထင်မှတ်ပဲသူပြောလိုက်တဲ့စကားတစ်ခွန်းကသူ့အတွက်တော့ဘာမှမဟုတ်ပေမဲ့လည်းခံစားရတဲ့လူအတွက်ကြတော့လေတဘွားလုံး maybe ဖြစ်ကောင်းဖြစ်သွားနိုင်တော့ပေါ့လေဟိုဒါကလည်းကားထဲမှာမဟုတ်ဘူးပြင်မာလည်းရှိပါတယ်ကိုတိုင်းလည်းဒါမျိုးတွေခံစားခဲ့ဘူးတယ်ပတ်ဝန်းကျင်အများကြီးဆိုင်တာပေါ့ဒါကိုတိုင်းလည်းဆိုင်တယ်ကိုပေါင်းသင်းနေတဲ့ကိုယ့်ရဲ့အတိုင်းဝိုင်းကိုဘေးနားမှာရှိနေတဲ့လူကိုယ့်ရဲ့အတိုင်းဝိုင်းအဲ့လူတွေရဲ့ဇယိုက်တွေပေါ့နော်အပြောဆိုတွေဇယိုက်တွေသူတို့ရဲ့စိတ်နေစိတ်ထားတွေအားလုံးကဘလို့ပဲဖြစ်ဖြစ်ကိုယ့်ပေါ်မှာ affect ရှိတာပဲလေအဲ့ခလေးတွေကနှုတ်နေတဲ့အချိန်ကျတော့သူတို့ရဲ့ပတ်ဝန်းကျင်ရဲ့ effect ကအများကြီးသူတို့ပေါ်မှာတက်ရောက်နိုင်တာပေါ့နော်ခလေးတွေကပတ်ဝန်းကျင်ကောင်းတစ်ခုလိုအပ်တယ်ဆိုတာတကယ်အရေးကြီးတာပါကိုလိုရတဲ့အခန်းတိုင်းကိုတော့ကျင့်တတ်ပါတယ်အားလုံးလည်းကျင့်တတ်တယ်ပြောရရင်တော့ဒီတကားလုံးမှာပါတဲ့အခန်းတိုင်းကိုလည်းကျင့်တတ်တယ်အထူးသဖြင့်တော့ဒီကိုနောက်ဆုံးလောက်ရတဲ့အခန်းလေးပေါ့နော်နောက်ကလေးနဲ့အခန်းလေးတွေအဲ့ဒါလေးလည်းကျင့်တတ်ပါတယ်စာရေးဆရာနေစပြီးတော့ writer ရော actor တွေရောပါဝင်တဲ့ကလေးတွေပေါ့နော်အကုန်လုံးဆက်အဖွဲ့တွေရောအကုန်လုံးပါဝင်ထားကြတကယ်ကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားထားတယ်ဆိုကိုယ်တိုင်ခံစားကိုယ်တိုင်လည်းပါခဲ့ရတယ်ပေါ့ကိုယ်တိုင်လည်းခံစားခဲ့ရတဲ့အတွက်ဒါပေးသက်ကြည့်မယ်ဆိုရင်လည်းအဲ့တခုကိုတော့ခံစားရမယ်လို့ကိုယ်နဲ့ထပ်တူခံစားလိမ့်မယ်လို့အကိုကအဲ့လိုပဲယူဆတယ်အဲ့ဒါတွေတယောက်ချင်းစီတိုင်းမှာစီးတိုင်းမှာအဲ့ဒါတွေအားလုံးကပေါ်တယ်ဒါအကိုအမြင်မှာကိုအမြင်ဆိုတော့အားလုံးကပေါ်နေတာဆိုတော့ပေးသက်အနေနဲ့လည်းဒီကားကိုလာကြည့်မယ်ဆိုရင်အဲ့ feeling တခုကတော့ရကိုရမှာပါကိုကတော့အဲ့ဒါကိုပြောညီမတွေပေါ့နော်ကလေးတွေအားလုံးအကုန်လုံးအတူတူအကုန်လုံးအကောင်းဆုံးဖြစ်အောင်ဒုက္ခတွေခံအခက်ခဲတွေဂျားတွေကနေပြီးတော့ကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်ကြိုးစားထားပါတယ်အဲ့ဒီအတွက်ပဲ့တင်တဲ့ရုပ်ရှင်ဇာတ်ကားကြီးရုပ်တင်ပြည်သက်ကြီးအနေနဲ့လာရောက်အားပေးဖို့လည်းဖိတ်ခေါ်ပါတယ်ဒီကားလေးကတော့ကျွန်တော်လူပညာတက်တန်းဆိုရင်ဒါတော့ကြာခဲ့ပြီပေါ့နော်အဲ့ရုပ်ရှင်တက်တန်းမှာကျွန်တော်တခါမှအဲ့လောက်ဒီကာရိုက်တာမျိုးကျွန်တော်မလုပ်ဘူးသေးဘူးပေါ့နော်ပြည်သက်အနေနဲ့လည်းမြင်ဘူးမထင်ဘူးဒါဒီကားလေးလာကြည့်ရင်တော့လည်းတခုအစ်စ်ပေါ့နော်ဒါ main အစ်စ်နောက် main တယောက်ကိုကြည့်ရတယ်လို့ဖြစ်သွားမှာပေါ့နော်နောက်အားလုံးကြိုးစားထားတဲ့အတွက်ပြည်သက်ကြီးအနေနဲ့လည်းကြည့်ချင်တယ်လို့